တရားရှာပါသူငါကောင်းမျိုးတွေပြေဝဖို့ရာဒါနသုံးခေထားသွားဖို့လိုတာဒီကနေ့သက်ရှိလူလောကမှာတွေ့မြင်နေရတဲ့ငါပစ္စည်းငါဥစ္စာငါပညာငါဟူသမျှငါတလုံးသုံးနေလူတွေအတွက်ငါဟာဘာမှမဟုတ်ပါဘူးဆိုတော့သဘောပေါက်နားလည်ဖို့လိုပါတယ်ဗျာအခက်တွင်းမှာစားပြီးရရှိလာတဲ့လူဘဝလေးမှာအသက်တွေရှည်ကြမယ်လို့ထင်တယ်တကယ်တမ်းကျတော့အသက်တွေမရှည်ကြပါဘူးဗျာခန္ဓာရဲ့လို့ဖြစ်လာတဲ့အချိန်မှစလို့ဘာပစ္စည်းမှမပါလာဘူးခန္ဓာကြီးကျွေပြက်ပျက်စီးသွားပြန်တော့လေဘာပစ္စည်းမှယူဆောင်သွားလို့မရနိုင်ပါဘူးတကယ်ယူသွားနိုင်တာကတော့မိမိပြုခဲ့တဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေယူဆောင်သွားလို့ရမှာအသေးချပါပဲဗျာအဲဒါကြောင့်မသေးခင်ရာခဲလာတဲ့လူဘဝအချိန်တိုတွင်းလေးမှာအလူတန်းပေးကမ်းခြင်းဒါနကိုပြုကြပါသီလများစောင့်တည်ပါဘာဝနာများပွားများကြပါလို့ဒီသချင်းလေးနဲ့ပဲမေတ္တာရှေထားကရုဏာအားဖြင့်တိုက်တွန်းနှိုးဆော်လိုက်ပြရစီလားတရားရှာပါ